မင်္ဂလာပါရှင်သူတစ်ပါးပိုင်ဆိုင်မှုကိုမတရားယူရင်မြေထမ်းရတတ်တယ်ဆိုတဲ့စကားကိုကြားဖို့ကြမှာပါဒီနေ့တော့အိန္ဒိနာချင်းအပေါ်မတရားလုပ်ခဲ့ပြီလို့တေလွန်တဲ့အခါမြေကြီးတွေကိုရွက်ထားရတဲ့ပိတ်တာဘွားနဲ့အိမ်မက်ပေးခဲ့ရတဲ့အမျိုးသမီးတဦးရဲ့ကြောက်စရာကောင်းတဲ့ဖြစ်ရမှန်ဇလန်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ဦးမင်းလိုင်တို့မိသားစုနဲ့ဒေါခင်မကြီးဆိုဒီမှာတမန်တာရတဲ့တွင်အိမ်ဝိုင်းချင်းထိဆက်လျက်ရှိနေကြပါတယ်ချန်စီယိုခတ်မထားကြပေမဲ့ဒေါခင်မကြီးဝိုင်းအဆက်၌စိုက်ထားသည့်ဝါပင်ကြီးကိုသာစီရဖြစ်သတ်မှတ်ထားကြပါသည်နှစ်တွေကြာလာတော့အဲ့ဒီဝါပင်သည်တဖြည်းဖြည်းပွားလာပြီးဥဒေဇာတို့အိမ်ဝိုင်းဘက်သို့9000ခန်းထိကျော်လွန်လာပါသည်ထိုအချိန်ထိလေဥဒေဇာတို့မိသားစုကအရေးတယူလုပ်ပြီးပြောဆိုခြင်းမျိုးမရှိပဲပုံမှန်အတိုင်းသာနေမြဲနေကြပြီးမူလဝါပင်ရှိခဲ့သည့်နေရာသည်သာမိမိတို့ပိုင်တဲ့ဖြစ်သည်ဟုမှတ်ထားကြပါသည်တရက်တွင်တော့ဒေါခင်မကြီးသည်ရက်ွက်ထဲမှကြာပန်းလုပ်သမားတွေကိုခေါ်ပြီးဝါပင်ကျော်လာသည့်နေရာထိချန်စီယိုလာခတ်လေရာဥဒေဇာတို့မိသားစုနှင့်ပြဿနာဖြစ်ကြပါတော့တယ်ရင်းတို့ဖြစ်ကြရမှာဒေါခင်မကြီးကစီပင်ရုံးသို့သွားရောက်တိုင်ကြားလေတော့တယ်မုတ်ဆိုးမဆိုပြီးမိငကူကလေးကပိုက်ဆံလဲရှိစီပင်နဲ့လည်းပနန်းတင်နေသူမို့စီပင်မှချက်ချင်းလိုက်လာပြီးမြေကိုတိုင်ကြပါသည်ဝါပင်ကဘသူစိုက်တာလဲရင်းတို့မေးတော့ဒေါခင်မကြီးကကျမတို့စိုက်တာပါရှင်ဒါဆိုစိုက်ထားတဲ့သူကဒီမြေကိုအပိုင်ဟုပြောကပြန်သွားကြပါသည်ဒေါခင်မကြီးလည်းစပန်းလုပ်သမားများဖြင့်ခြံကိုဆက်လက်ခတ်စေပါသည်ထိုအခါဥဒေဇာကဒေါခင်မကြီးကိုပြောတယ်ဒေါခင်မကြီးခမလွန်နေပြီနော်ဒါမျိုးကမလောက်ကောင်းဘူးမခိုးကောင်းဘူးရင်းတို့ပြောတော့ဒေါခင်မကြီးကဒါခိုးတာမဟုတ်ဘူးစီပင်ကကိုကငါတို့ပိုင်တယ်လို့ပြောလို့လောက်တာမကြေနဲ့ရင်ကြိုက်တဲ့နေရာသွားတိုင်းဥဒေဇာတို့ဆက်လက်မပြောတော့ချီဒေါခင်မကြီးဆိုသည်မှလည်းငကိုကလေးကနှုတ်ဆရှာစာလေးကလည်းရှိနေသည်ထပ်ပြောလျင်ပြဿနာအကြီးကြီးတက်ဖို့သာရှိတော့သည်တပံဆိုင်ရာရုံးတွေကိုတွားရောက်တိုင်ကြားလျင်လဲငွေကြီးကကုန်ကြအောင်မည်ဖြစ်သည်မို့ထိုမြေကိစ္စကိုလက်လျှော့ထားလိုက်ပါတော့တယ်သို့သောဥဒေဇာတို့မိသားစုမှာအိမ်နီးနားချင်းကိုပြောင်းလဲကလှုပ်ရက်လေးချင်းဟုတွေ့၍ဒေါခင်မကြီးတို့သားမိတွေအပေါ်စိတ်နာပြီးခက်ကင်းကင်းသာနေထိုင်ကြပါသည်တို့ဖြင့်နှစ်ပေါင်း20ခန့်ကြာမြင့်လာခဲ့ပါပြီဥဒေဇာတို့မိသားစုလည်းအလုတ်ကင်တွေဆင်ပြေလာပြီးတင့်တောင်တင့်တယ်ဖြစ်လာကြပါသည်ရင်းအချိန်၌ဒေါခင်မကြီးလည်းအသက်85နှစ်အရွယ်ရောက်ကလူကြီးယောဂါဖြင့်ကွယ်လွန်သွားခဲ့ပါပြီမွေးထားသည့်သားသမီး3ယောက်လည်းအတီးတီးအိမ်အောင်ကြကအမွေရသည့်အိမ်ကိုရောင်းစားပြီးတတိတခြားခွဲနေကြပါသည်တရက်မြတီတို့လင်မယားနှစ်ချိုက်ချိုက်အိမ်မောကြနေခိုင်းသမီးအမေကိုကဲပါအမေဥဒေဇာတို့ဝိုင်းဘက်ကခိုးထားတဲ့မြေတွေကိုရွက်ထားနေရတယ်ထို့အတန်းကြောင့်မြတီလည်းအိယာမှလန့်နိုးလာခဲ့ပါသည်ပြီးနောက်အိတ်ခမ်းပက်ပက်လေးကိုရောင်းရမ်းကြည့်လိုက်ပြီးတော့အိမ်မက်သာဖြစ်နေသည်မို့ပြင်ပလောကတွင်ထူးခြားမှုမရှိချေငါကြောင်ကတဲ့အိမ်မက်နေတာပါဟုတွေးကပြန်အိတ်လိုက်ပါသည်ရက်အနှဲငယ်တွင်ဒေါခင်မကြီးသည်သားလက်ဖြစ်သူမောင်ခန့်ကိုအိမ်မက်ပြန်ပေးပြန်ပါသည်သားမောင်ခန့်ရေအမေကိုကဲပါအောင်အမေမြေတွေခိုးထားခဲ့လို့အခုအဲ့ဒီမြေတွေကိုရွက်ထားနေရတယ်မြေပိုင်ရှင်ဥဒေဇာကိုသွားတောင်းပန်ပြီးအမေအတွက်ကုသိုလ်ပြုအမျှဝေပေးပါသားရေအမေကိုကဲပါရင်းသူအိမ်မက်ပေးတော်လေမောင်ခန့်သည်ညီမကဲ့သို့အမှုမဲ့အမှတ်မဲ့သားနေပြန်ပါသည်အဖေကြောင့်ဆိုတော့မိခင်သည်တစ်ဖက်လူကြီးမြေကိုခိုးခဲ့စဉ်ကမောင်ခန့်တို့မောင်နှမ3ယောက်မှအလွန်ငယ်နေခဲ့သေးသောကြောင့်ထိုအဖြစ်ပြက်ကိုမတိတာကြောင့်လည်းဖြစ်ပါသည်ရက်နေငယ်ကြတော့ဒေါခင်မကြီးသည်သမီးကြီးကိုထင်ထင်ရှားရှားအိမ်မက်ပေးပါသည်အမေကိုကဲပါအောင်သမီးရေအမေကိုသမီးတို့ကဲမှဖြစ်တော့မှာအနောက်အိမ်ကမြေကိုအမေခိုးထားခဲ့တယ်အခုအဲ့ဒီမြေကိုအမေထမ်းထားနေရတယ်ဟုပြောဆိုလျာသမီးကြီးလည်းလန့်နိုးလာခဲ့ပါသည်ထို့နောက်အမေတော့ဒီလိုဖြစ်နေပါလားငါကပဲကြောင်ကနန်းနဲ့အိမ်မက်နေတာလားဟုတွေးမိပါသည်သို့တော့အိမ်မက်ထဲတွင်မိခင်ဖြစ်သူကထင်ထင်ရှားရှားကြီးဖြစ်နေပြန်သည်မို့ဝေခဲရခတ်နေတော့သည်ထို့နောက်တွင်တော့အမေဒီလိုပိတ်တာဘွားနဲ့ခန်းစားနေရရိုးမှန်ရင်ကိုရောင်လေးများပြပေးပါလားဟုတီတိုရေရွတ်တောင်းဆိုလိုက်ရာမိခင်ဖြစ်သူဒေါခင်မကြီးလေသမီးကြီး၏ရှေ့တွင်ဘွားကနေပေါ်လာပါတော့သည်သူမသည်မြေကြီးကိုပြားနေအောင်ထမ်းရွက်ထားရပြီးသပင်ကလည်းဖားလာမျက်လုံးကလည်းပြူနေကမျက်နှာကလည်းကြောက်စရာကောင်းလောက်အောင်ဆူလွန်နေလေသည်မိခင်ဖြစ်သူ၏ပုံကိုမြင်လိုက်ရတော့သမီးကြီးလည်းအလွန်အမင်းကြောက်လန့်ကအမေဟုငယ်တန်းပါအောင်အော်ဟစ်မိတော့သည်ကျိုးအခါအနားတွင်အိပ်ပျော်နေသည့်ယောက်ျားသားမကတရွာလုံးနှီးပါလန့်နိုးလာကြပါတော့တယ်ရှင်အခိုင်တွင်ယောက်ျားဖြစ်သူကအကြီးမနင်ပါဖြစ်တာလဲဟုမေးရာအကြီးမလေးမိခင်ဖြစ်သူကိုအိမ်မက်ပြီး
ကိုရောင်ပြရ၌လမ်း၍အော်ဟစ်မိကြောင်းပြောပြပါသည်ရခင်ကရောက်ကမမြေခိုးခဲ့သည့်အဖြစ်အပျက်ကိုယောက်ျားဖြစ်သူမသိခဲ့ပေမယ့်ဇနီးဖြစ်သူအားချော့မော်ပြန်အိပ်စေပါသည်နောက်တနေ့မနက်တွင်တော့အကြီးမလည်းသူ၏မောင်နှင့်ညီမကိုခေါ်ကအိမ်မက်အကြောင်းနှင့်မိခင်ကိုရောင်ပြသည်ကိုပြန်ပြောပြလိုက်ပါသည်ထိုအခါမောင်နှင့်ညီမကလည်းအမားဖြစ်သူမတ်တကယ်သူအိမ်မက်မက်ခဲ့ရကြောင်းပြန်ပြောပြကြပါသည်ဒါဖြင့်တို့တွေဘယ်လိုလုပ်ကြမလဲအမေဒီလိုဒုက္ခခံနေရတာညီမတော့မခံစားနိုင်ဘူးပြောပြီးငိုလေတော့တယ်ထိုအခါအကြီးမကဒါဖြင့်တို့၃ယောက်ရသလောက်ဆိုပြီးအဘဒီစားကိုသွားပြရအောင်သူကြည်အေးပြီးငါတို့ကုသိုလ်လုပ်လိုက်ရင်အမေအတွက်လည်းအဆင်ပြေသွားမှာပါထို့နောက်မောင်နှမ၃ယောက်ပိုက်ဆံတွေစုပေါင်းလိုက်ကြရာစုစုပေါင်း300ခန့်ရလိုက်ပါသည်ပြီးထုံငွေတွေဖြင့်အဘဒီစားတီတို့တွားရောက်ခဲ့ကြပြီးအကျိုးအကြောင်းရှင်းပြကြပါသည်အဘကြီးလွန်ခဲ့တဲ့နှစ်20လောက်ကအမေကအဘရဲ့မြေကိုခိုးယူခဲ့ဘူးတယ်လို့ကျမတို့ကိုအိမ်မက်ပေးတယ်အဲ့ဒါဟုတ်လားအဖဟုတ်တယ်ငါမြေကိုသူခိုးခဲ့တယ်ရင်းတို့ဖြေပြီးနောက်နေပါဦးအဲ့ဒါကကြာလာပြီနင်တို့အမေတောင်မရှိတော့ဘူးဘာလို့ခုမှလာပြောရတာလဲအမေအဲ့ဒီမြေခိုးတဲ့ဒုက္ခကိုခံစားနေရတယ်လို့သမီးတို့ကိုအိမ်မက်ပေးနေလို့ပါဖရဲ့အဲ့ဒီမြေအတွက်တန်ရတန်ကြီးဒါမှမဟုတ်တက်နိုင်တဲ့လောက်ငွေကြေးကိုအဘကပြန်လက်ခံကြည့်ပေးပြီးကုသိုလ်ပြုအမျှဝေပေးမယ်ဆိုရင်အမေခုလိုခံစားနေရတဲ့ဒုက္ခကကင်းလို့မယ်လို့ပြောပါတယ်ဒါကြောင့်ဒီငွေတွေကိုတန်တီမတန်တီသဘောမထားနဲ့ဒီမြေကိုသမီးတို့ကဝယ်တယ်လို့သဘောထားလိုက်ပါအမေကိုကြည်အေးပေးပါဖရဲ့ဟုပြောကပိုက်ဆံ300ကိုပေးလိုက်ပါတယ်ဦးတေစာလည်းရှေ့သို့ထိုးပေးသည့်ငွေပုံကြီးကိုကြည့်ပြီးခေါင်းခါလိုက်ပါတယ်နိုင်ထက်စီနှင့်လှုပ်ခန့်ထားရသည်မို့သူ့ရင်ဘတ်ထဲတွင်ယခုတိတိုင်အဆိုင်ခဲမကြေနိုင်သေးချေထို့ကြောင့်ငါရောင်းတာမဟုတ်ဘူးအဲ့ဒီမြေကိုဘယ်တော့မှလည်းမရောင်းခဲ့ဘူးဒီတော့နင်တို့တွေငွေကိုပြန်ယူသွားတော့ဟုဆိုကပေါင်းထုတ်လိုက်ပါသည်မောင်နှမ3ယောက်ကလည်းအသေးအတန်တောင်းပန်တော့လေဥဒေစာကတခွင်းမှပြန်မပြောဘဲတခြားနေရာသို့ရှောင်ထွက်သွားသည်မို့3ယောက်သာငွေတွေကိုပြန်ယူကညှိုးငယ်စွာဖြင့်ပြန်လာခဲ့ကြပါသည်ပိုင်ရှင်ကမြေကိစ္စကိုမကြည့်ရသဖြင့်ဒေါခင်မကြီးလည်းပိဋကဘွားဖြင့်ဆင်းရဲဒုက္ခကိုပြင်းထန်စွာခံစားနေရပြန်သည်ထို့ကြောင့်သားသမီး3ယောက်ကိုအိမ်မက်ခဏခဏပေးပြီးနောက်ဆုံးတွင်တော့သားသမီး3ယောက်လည်းအချင်းချင်းတိုင်ပင်ကထိုပိုက်ဆံတွေကိုယူပြီးရွာဦးကျောင်းဆရာတော်စီသို့တွားရောက်ကအကျိုးအကြောင်းလျှောက်တင်ပြီးဒီငွေတွေကိုဆရာတော်တင့်တယ်လို့စီမံပါဟုလျှောက်တင်လိုက်ကြပါသည်ဆရာတော်ကလည်းပိဋကကိုအမိပြုပြီးလှူဒန်းသည့်ငွေမှုမကင်ဝင်ချေထိုအခါအကြီးမတို့မိသားစုကအရှင်ဖျားဒါဆိုလေမန္တလေးကမိဘမဲ့ကြီးဟာမှာကလေးတွေအတွက်နေစရာဆောက်လုပ်ပေးဖို့စီစဉ်ပေးတော်မူပါဖျားဟုလျှောက်တင်လေရာဆရာတော်လည်းလက်ခံလိုက်ပါသည်ပြီးနောက်ဆရာတော်သည်ကိုရင်တစ်ပါးကိုနားသူခေါ်လိုက်ပြီးရွာတွေကတကားကြီးဥဒေစာကိုတွားခေါ်ချေဟုခိုင်းလိုက်ရာကိုရင်လေးလည်းခတ်တွတ်လေးပင်ထွက်သွားပြီးခိတ္တအကြာ၌ထိုကိုရင်လေးနှင့်အတူဥဒေစာရောက်လာပါသည်ဥဒေစာရောက်လာတဲ့အခါ၌ဆရာတော်ကတကားကြီးဒီကတကားမတွေရဲ့မိခင်ဟာလွန်ခဲ့တဲ့အနှစ်20လောက်ကတကားရဲ့မြေတွေကိုခိုးခဲ့ပူပါသည်အခုအဲ့ဒီဒုက္ခကိုသူခံစားနေရပါသည်ဒါကြောင့်သူ့ကိုရည်စူးပြီးတကားမယူတဲ့ငွေတွေနဲ့မန္တလေးမှာမိဘမဲ့ဂေဟာကြောင့်ဆောက်လုပ်လှူဒန်းသွားမှာဖြစ်ပါသည်ဒါကြောင့်တကားကြီးကကိုပိုက်ဆံနဲ့အလှူလုပ်တယ်လို့မှတ်ယူပြီးရေစက်ချအမျှဝေတဲ့အခါမှာတကားကြီးပါလိုက်ပါစီခြင်းပါသည်ရင်းသူမိန်တော်ဥဒေစာကသူကတပည့်တော်တို့မိသားစုအပေါ်နိုင်ထန်စီနဲ့လုပ်ခဲ့တာပါဗျာအဲ့ဒါကြောင့်သူ့သမီးတွေပေးတဲ့ငွေကိုတပည့်တော်လက်မခံခဲ့သလိုဒီရေစက်ချပွဲကိုလည်းတပည့်တော်ရဲ့အလှူလိုလည်းမတတ်မှတ်ချင်ပါဘူးဗျာတပည့်တော်မလိုက်နိုင်ပါဘူးဟုထို့သူခက်ပြက်ပြက်ပြန်လျှောက်တယ်နော်အကြီးမတို့မောင်နှမတွေလည်းမျက်နှာမပြဝင်အောင်တိမ်ငယ်သွားကြပါသည်ဆရာတော်ကတကားကြီးတက်ဦးနဲ့တက်ဦးဒီလိုအာဃာတထားတယ်ဆိုတာအခုလည်းမကောင်းဘူးနောင်တန်တရားအတွက်လည်းမကောင်းဘူးဖြစ်ပျက်ခဲ့တာတွေလည်းပြီးသွားပြီပဲလူသားအချင်းချင်းစာနာနားလေတဲ့အနေနဲ့သူ့ကိုတိကျန်ခွင့်လို့ပေးလိုက်ပါတကားကြီးကဒေါခင်မကြီးဒီလိုဒုက္ခခံနေရတာကိုကြည်နက်နေတာလားသူ့ကိုဒီလိုပဲဖြစ်စေချင်တာလားဥတီစာပြန်မလျှောက်တင်ပဲငြိမ်နေလေသည်ပြီးနောက်သူ့၏ဘေးတွင်ရှိနေသည့်အကြီးမတို့မောင်နှမ3ယောက်ကိုတစ်ချက်ကြည့်လိုက်ပါသည်3ယောက်စလုံး၏မျက်နှာမှာမိခင်အတွက်ပူဆွေးနေကြသည်မို့မှိုင်တွေနေကြပြီးဥတီစာ၏အဖြေကိုမျှော်လင့်ကြည့်စွာစောင့်နေကြပါသည်ဥတီစာတပ်ပြင်းချလိုက်ပါသည်ပြီးနောက်တပည့်တော်လိုက်ခဲ့ပါမယ်ဖေဟာတပည့်တော်ရဲ့လက်နဲ့ရေစက်ချပြီးသူ့ကိုအမျှတွေပေးဝေပါမယ်ဖေဟာဟုရှောက်တင်တော့မှာမောင်နှမ3ယောက်လည်းပြောရှင်သွားပြီးဥတီစာကိုထက်ခါတလဲလဲကျေးဇူးတင်ကြောင်းပြောဆိုကြပါသည်တို့ဖြင့်နောက်တနေ့ရောက်တော့ဥတီစာကိုယ်တိုင်မန္တလေးသို့လိုက်ပါလာပြီးမိဘမဲ့ကျောင်းဆောင်အတွက်300အပြည့်ဥဆောင်ဆောက်လုပ်စီလေတယ်ရက်နှင်းငယ်ကြတွင်တော့ကျောင်းဆောင်လည်းပြည့်စည်သွားပြီးမို့
အလှပြုလုပ်ပြီးရေစက်ချအမျှဝေခါနီး၌ဥဒေဇာကိုယ်တိုင်ဒေါခင်မကြီးကိုဖိတ်ခေါ်လိုက်ပါသည်ကဲဒေါခင်မကြီးခမဘယ်မှာနေလဲကျုပ်တို့ရေစက်ချအမျှဝေပါတော့မေကျုပ်တို့နဲ့အတူတရားနာပြီးတာရုခေါ်လဲပါရင်းသူဖိတ်ခေါ်ပြီးခဏအတွင်းမှာပြီဒေါခင်မကြီးသည်တရားနာပြိတ္တအလဲမှာ8နှစ်အရွယ်ကလေးမလေးကိုတဲသို့ဝင်ပူးပြီးသားသမီး3ယောက်၏နာမည်ကိုတကြောကြောခေါ်လေတော့သည်သမီးကြီးနှွယ်စင်အောင်ဟဲ့မောင်ခန့်မြားသည်ရင်းသူခေါ်နေတော့အားလုံးလဲလမ်းဖြန့်သွားကြပါတယ်ဟာအမေကဟိုမှာဝင်ပူးနေပြီအကြီးမတို့မောင်နှမတွေလည်းဥဒေစာနဲ့အတူထိုကလေးမအနာသို့ကပ်လိုက်ကြသည်အမေဟုတ်ပါတယ်နော်ဟုတ်တယ်ငါနင်တို့အမေခင်မကြီးပဲပြောပြီးငိုနေလေသည်ရင်းခိုင်တွင်ဥဒေစာကခင်မကြီးငါ့ကိုဘလို့မှမအောင်မိပါနဲ့ငါနင့်အပေါ်ဘာအာဃာတမှမထားပါဘူးအားလုံးကိုလည်းကြည်ကြည်နက်နက်နဲ့ခွင့်လွှတ်ပေးပါသည်ဒီကုသိုလ်ကောင်းမှုတွေအတွက်နင်သာဓုခေါ်ပါခင်မကြီးရင်းသူပြောလိုက်တော့ဒေါခင်မကြီးဝင်ပူးသည့်8နှစ်အရွယ်ကလေးမလေးကငါလည်းနင့်အပေါ်ဘယ်တော့မှအာဃာတနဲ့မထားခဲ့ပါဘူးဘာရည်ရွယ်ချက်နဲ့မှလည်းမလုပ်ခဲ့ပါဘူးမိဘဇောနဲ့သားသမီးတွေကောင်းစားစေခြင်းတဲ့စိတ်နဲ့ငါလုပ်ခဲ့မိတာပါဟုဆိုလေပါသည်စက္ကန့်အနည်းငယ်ကြားတွင်တရားနာပြီးရေစက်ချအမျှဝေတာရုခေါ်ကြသည်ရင်းသူကုသိုလ်ကောင်းမှုကြီးတွေပြုလုပ်ပြီးစီးပြီးသည့်နောက်သားသမီးတွေ၏အိမ်မက်ထဲသို့ဒေါခင်မကြီးရောက်မလာတော့ချီဆင်းရဲဒုက္ခကိုခံစားရသည့်ပိတ္တာဘဝမှကျွလွတ်သွားပြီဟုဆိုနိုင်မှာတော့သည်ဒါကတော့မတရားမှုရဲ့အကျိုးဆက်ကိုပြသသွားတဲ့ဖြစ်ရမှန်လေးပဲဖြစ်ပါသည်ပရိသတ်ကြီးလည်းဒီဇလန်လေးကိုနားဆင်ပြီးတဝေကတစ်ခုခုရမယ်လို့ယုံကြည်ပါတယ်ရှင်